လုံးတွေနဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ခရီးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။အိုဖေးဖေးကြီးတဲ့သူခေါ်လာလေရဲ့ဦးဆုံးစကားစပြောချိန်တတိယရေလူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့နဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ပေါ်စင်ရင်ရပဲတိတ်လုံးဆန္ဒများလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ကလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။ Oh baby ကြီးတဲ့သူခေါ်လာလေရဲ့ဦးဆုံးစကားစပြောချိန်တတိယရေလူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့နဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ပေါ်စင်ရင်ရမယ်သိလို့ဆန္ဒများမမတွေတိထားဝါလာအပြောင်းတလဲကောင်းတလဲပါအနီးတလဲဝေးတလဲပါဒီလောကရန်တွေရဲ့ကြားမှာများတို့ကြိုးစားဝေးရှိဘဝကိုဖြစ်တယ်လို့နေရှောင်မတော်နဲ့သမီးငယ်ပြင်းရဲ့ပြရမှာစိတ်ချတဲ့နေဒီကလေးပါဒီလောကရန်တွေရဲ့ကြောင့်လုံးတွေနဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ခရီးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။ Oh baby ကြီးတဲ့သူခေါ်လာလေရဲ့ဦးဆုံးစကားစပြောချိန်တတိယရေလူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့
နဲ့နေလောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ပေါ်စင်ရင်ရမယ်တိတ်လုံးဆန္ဒများ